ဒလားမြို့နယ်ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲအခမ်းအနား2025ခုနှစ်ဇွန်လ21ရက်စနေနေ့ယနေ့နေ့10:00နာရီရန်ကုန်တိုင်းဒေသကြီးဒလားမြို့နယ်ရုံးခန်းဖွင့်ပွဲနဲ့စိုင်းဘုတ်တဲ့အခမ်းအနားကိုရုံးခန်းတည်ရှိရာကြာပြူကန်ကျေးရွာ၌ကျင်းပခဲ့ကြပါတယ်။အခမ်းအနားသို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးနှင့်ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များရန်ကုန်တိုင်းဒေသကြီးပြည်သူ့ပါတီအမှုဆောင်များဒလားမြို့နယ်ပြည်သူ့ပါတီဝင်များနဲ့ဖိတ်ကြားထားသူဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားပထမပိုင်းတွင်ဒလားမြို့နယ်ပြည်သူ့ပါတီမြို့နယ်ရုံးဆိုင်ဘုတ်အားပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌဦးကိုကိုကြီးနှင့်တာဝန်ရှိသူများကအမွှေးနှံ့တာရီများပတ်ဖြန်း၍ဖွင့်လှစ်ပေးခဲ့ကြပါတယ်။အခမ်းအနားဒုတိယပိုင်းတွင်ဒလားမြို့နယ်ပြည်သူ့ပါတီဥက္ကဋ္ဌဦးမင်းမင်းကနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ပါတီဥက္ကဋ္ဌဦးလာထင်းနှင့်ဗဟိုဥက္ကဋ္ဌဦးကိုကိုကြီးတို့ကအမှားစကားများပြောကြားပြီးတက်ရောက်လာသူဧည့်သည်တော်များထဲမှဦးညံဝင်းရမဲသိန်းမျိုးကမူရိတာစကားပြောကြားကအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါတယ်။